ဘာစီလိုနာရှိဦးတည်သွားတဲ့ရွှေဘောလုံးဆုရှင်ရိုဒရီမင်္ဂလာပါရှင်ဂိုးဆာကအမ်မမကြိုးဆိုပါတယ်2026ကမ္ဘာဖလားရဲ့ရွှေဘောလုံးဆုရှင်ရိုဒရီရဲ့အပြောင်းအရွှေ့သတင်းကတော့အခုရက်ပိုင်းဘောလုံးပရိသတ်တွေကြားမှာအတော်လေးရေပန်းစားနေပါတယ်ရီယယ်မက်ဒရစ်စီရောက်ရှိသွားတော့မယ်လို့အားလုံးကထင်ထားကြပေမဲ့အခုအချိန်မှာတော့အခြေအနေတွေက180ဒီဂရီပြောင်းလဲသွားခဲ့ပါပြီကမ္ဘာဖလားချန်ပီယံစပိန်လက်ရွေးစင်အသင်းခေါင်းဆောင်ကိုရခေါ်ယူဖို့အတွက်အခုလက်ရှိမှာဘာစီလိုနာအသင်းကထိပ်ဆုံးကနေဦးဆောင်နေပါတယ်။မန်စီးတီးအသင်းဟာအသက်30အရွယ်ကွင်းလယ်လူရိုဒရီကိုထုတ်ရောင်းဖို့လမ်းဖွင့်ပေးထားပေမဲ့ပေါင်သန်း60ထပ်ပို့ပြီးလိုချင်နေပါတယ်။ရိုဒရီနဲ့စီတီတို့ရဲ့စာချုပ်ဟာနောက်ဆုံးနှစ်ထဲကိုရောက်ရှိနေပြီဖြစ်တယ်လို့စာချုပ်သစ်ထပ်မံထုတ်ဆိုခြင်းလည်းမရှိသေးပါဘူး။စပိန်မီဒီယာတစ်ခုရဲ့ဖော်ပြချက်အရရီယယ်မက်ဒရစ်ဟာစပိန်အသင်းကမ္ဘာဖလားချန်ပီယံဖြစ်ခဲ့ပြီးနောက်ပိုင်းရိုဒရီကိုညှင်းပယ်ဖို့ခက်ခဲလောက်တဲ့ကမ်းလှမ်းမှုမျိုးလုပ်ခဲ့ပါတယ်။ဥက္ကဋ္ဌဖလော်ရင်တီနိုပီရက်စ်အပါအဝင်အသင်းရဲ့တာဝန်ရှိသူအသီးသီးကဒီအပြောင်းအရွှေ့ဖြစ်မြောက်ဖို့အစွမ်းကုန်ကြိုးစားခဲ့ကြပေမဲ့ပြီးခဲ့တဲ့တောက်ကြနေမှာတော့ရိုဒရီဘက်ကတခြားကမ်းလှမ်းမှုကိုလက်ခံဖို့သုံးဖြတ်လိုက်ကြောင်းရီယယ်ကိုအသိပေးခဲ့ပါတယ်။ဒါကြောင့်ရီယယ်နဲ့ဆွေးနွေးမှုတွေဟာတရားဝင်ပြီးဆုံးသွားခဲ့ပါပြီ။အခုချိန်မှာတော့ပြိုင်ဘက်ဘာစီလိုနာအသင်းကအပြောင်းအရွှေ့ကိုအရှိန်မြင့်ဆောင်ရွက်နေပါတယ်။ဘာစီလိုနာဟာစီးတီးနဲ့ဆွေးနွေးမှုတွေစတင်ဖို့အတွက်ကစားသမားဘက်ကသဘောတူညီမှုရရှိထားပြီးဖြစ်တယ်လို့ကစားသမားရဲ့ကိုယ်စားလှယ်တွေနဲ့လည်းဆက်လက်ဆွေးနွေးနေကြောင်းအတည်ပြုထားပါတယ်။ဒဏ်ရာပြဿနာတွေနဲ့ရုန်းကန်ခဲ့ရပေမဲ့ကမ္ဘာဖလားမှာစပိန်အသင်းပိုဆွဲအောင်ဦးဆောင်ပြီးပြိုင်ပွဲရဲ့အကောင်းဆုံးကစားသမားစုကိုရယူနိုင်ခဲ့တဲ့ရိုဒရီဟာပြီးခဲ့တဲ့လကကြောမြေခွဲစိတ်ကူတာမှုခံယူထားလို့လာမယ့်သတင်းပတ်မှသာမန်စီးတီးစီပြန်လည်ပူးပေါင်းနိုင်မှာပါ။ဩဂုတ်လဒုတိယပတ်ထဲရောက်ရှိလာပြီးဖြစ်တာကြောင့်မန်စီးတီးအနေနဲ့ရိုဒရီရဲ့အနာဂတ်ကိုအမြန်ဆုံးအဖြေရှာပြီးအစားထိုးဖို့ကစားသမားသစ်ရှာဖွေရတော့မှာဖြစ်ပါတယ်။အသက်18နှစ်အရွယ်လိုင်လီကွင်းလယ်လူဘူအာဒီကိုခေါ်ယူဖို့ကြိုးစားနေပေမဲ့လိုင်လီဘက်ကတောင်းဆိုထားတဲ့ပေါင်86တန်းဆိုတဲ့ပမာဏကတော့စီးတီးအတွက်စဉ်းစားရခက်စေပါတယ်။မန်စီးတီးရဲ့ကွင်းလယ်ကြောက်ဆောင်ကြီးရိုဒရီတယောက်မိခင်နိုင်ငံကဘာစီလိုနာစီရောက်သွားမလားဆိုတာစောင့်ကြည့်ရတော့မှာပါ။ဘောလုံးပရိသတ်တွေကရိုဒရီအတွက်ဘာစီလိုနာကတင့်တော်တဲ့ကလပ်အသင်းဖြစ်မယ်လို့ထင်ပါသလား။ကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးသွားကြပါဦး။